Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Minecraft Day 100ကိုစောပြမှာဖြစ်ပါတယ်ဒါပေမဲ့အရင်ကလိုမျိုးစီတာတွေဘာရောပါမှာမဟုတ်တဲ့အတွက်တော့အားလုံးဟိုတီးခံပြီးကြည့်ပြီးဖို့မျှော်လင့်မိပါတယ်မိုးတွေဘာရောနောက်ပိုင်းကျထည့်ပြီးမှဖြစ်ပါတယ်ခင်ဗျာအခုကတော့ဒီနေ့ကတော့ဒီတိုင်းပါပဲခင်ဗျာဒီ100ကိုကြည့်လိုက်ကြရအောင် Day 1ကနေပြီးတော့ Day 5ရဲ့အတွင်းမှာတော့ကျွန်တော်ဘာမှတော့တိတ်လို့ဖြစ်တာမရှိပါဘူးကျွန်တော်တစ်လေးပါလေးခုတ်ပါတယ်ဘာလို့ဆိုတော့ crafting table crop ဖို့ဖြစ်ပါတယ် crafting table ကို crop ပါတယ်ပြီးတော့တကြံတဲ့တစ်တွေကိုကြတော့တစ်သားနဲ့လုံးလို့ရတဲ့မြန်ပစ္စည်းအကုန်လုံးလိုက်ပါတယ်ပြောရင်တော့ဒါကပစိန်လို့ပေါက်တူးလို့ပါလို့ကျွန်တော်ဖန်တီးလိုက်ပါတယ်ကျွန်တော်အဲ့ဒါလုပ်ပြီးသွားတဲ့နောက်မှာ crafting table ကိုပြန်ဖြတ်ပြီးတော့ပြန်သိမ်းထားလိုက်ပါဘာလို့နောက်ခါလုံးရင်တစ်သားရင်ကရှားလို့ပါကျွန်တော်ပြီးတော့အရှိမတူရဲ့တိုးလေးကိုလည်းချလိုက်ပါတယ်ပြီးတော့အပေါ်တက်ဖို့တောင်ပေါ်တက်ဖို့စဉ်းစားမိရတယ်ကြောက်တုံးလေးပါလေးကိုလည်းကျွန်တော်တူးပြီးတော့အပေါ်လေးတောက်သွားပါတယ်ပေါ်လဲတက်ပြီးတော့အရှိမခိုးတွေ့ရတယ်လော share ပဲဆိုခိုးတွေ share တူတယ်ပြီးတော့ဘေးနားကြောက်တုံးလေးကိုတူးပြီးကြောက်တုံး pick up လို့ပစိန်လို့ပစ္စည်းတွေကျွန်တော်လုပ်လိုက်ပါတယ်ကျွန်တော်ကြောက်ပစ္စည်းလည်းရသွားကျွန်တော်ကြောက်ခေတ်ကိုရောက်သွားပါခဲ့တယ်အဲ့နဲ့ကြောက်ခေတ်လည်းရောက်ပြီးတော့ကျွန်တော် crafting table ဖြတ်ဖို့မေးခဲ့ပြီးတော့အရှိတက်တဲ့ဆိုပြီး speaker နဲ့တော့ speaker လွှဲသွားပါတယ်အဲ့နဲ့ copper ကိုကျွန်တော်တော့တူးပါတယ်အရှိမကျွန်တော် copper လည်းတူးအမှကိုးတွေပါတူးပြီး mining စတင်လုပ်ပါတယ်ကျွန်တော်တင်ငယ်ချင်းအမှ AFK ဝိုင်းတယ်မှာဒါပေမဲ့ဘေးနား Discord လေးကိုကျွန်တော်ဝါရ Discord လေးကိုတော့ကျွန်တော်အားလုံးကိုမြင်တယ်လို့ထားလိုက်ပါဘာလို့လဲဆိုတော့ကျွန်တော်ပြန် record ရင်ပြန်ဖြတ်ရင် video ကပုံစံမလှတော့လို့ပါအဲ့ဒါဒီ Discord လေးကိုတော့ထားခဲ့လိုက်ပါမယ်ကျွန်တော်အဲ့နဲ့ကျွန်တော် mining ကိုဆက်လုပ်ပါတယ်ကျွန်တော် mining ကတော့ပြောရင်ကိုးတွေပဲရှိပါတယ်ကျွန်တော်ဘာလို့ဆိုတော့ mine ဆရာတစ်ခုမှမရှိတော့ပါ mine ဆရာဆိုကိုးကလည်းကိုးရဲ့ကြောက်တော့ရင်ပဲရှိပါတယ်အဲ့နဲ့ကိုးရဲ့ကြောက်တော့ရင်တူရင် day 1နဲ့ day 10ကတော့ပြီးတော့မလို့ဖြစ်နေပါတယ်ကျွန်တော် day 0မှာဒီတူးလုံးလို့ကျွန်တော်တကောကြီးတစ်ခုလုံးမှာရှင်းနေကိုးတွေအကုန်လုံးပြောင်းသွားပြီတော့ထင်တယ်အဲ့နဲ့ဂူကြီးတစ်ခုတွေ့ပါတယ်ဂူတွေ့ရဂူထဲမှာလေကိုးပဲတွေ့ပါတယ်အဲ့နဲ့ကိုးပါထပ်တူးပါတယ်အဲ့နဲ့ခိုးတွေ့ရတယ်ကျွန်တော်တူးလက်စားနေပဲမတူတော့ပါဘူးဆိုဒီဂူထဲမှာအိမ်ဆောက်ဖို့စဉ်းစားမိပါပါတယ်စဉ်းစားမိတော့ကျွန်တော်တငယ်ချင်းမျိုးကျွန်တော်တငယ်ချင်းလည်းစောင့်မယ်ဆိုပြောရတယ်ကျွန်တော်စဉ်းစားလိုက်ပါတယ်အဲ့နဲ့အောက်ကိုလည်းထိုးစင်းရောအောက်ကလည်းမှောင်မဲနေရတယ်အစင်မပြေတော့ဆိုတော့ပေါ်ပြန်တက်လာရဲ့စားတောက်တွေယူလိုက်ပါတယ်အစားတောက်ကယူမယ်လို့ပဲစဉ်းစားတယ်ယူတော့မယူလိုက်ပါဘူးအကုန်မသွားပါတယ်ကျွန်တော်အဲ့ဒီလမ်းကြီးကအာယုံနှစ်ခုတွေ့ရတယ်အာယုံကြိုနေပါကိုတွေ့လိုက်ပါတယ်အဲ့နဲ့ညမိုးချုပ်လာပါတယ်ညမိုးချုပ်လာကျွန်တော်မနက်ကောင်ကတက်ထားတဲ့တိုးနှစ်ကောင်တတိယသွားပါနှစ်ကောင်ကသုံးမွေးရနှစ်တုံးပဲရှိရတော့ကျွန်တော်တတိယသုံးမွေးတစ်တုံးရှာဖို့လုပ်ရပါတယ်အဲ့နဲ့သုံးမွေးမရှာဘဲနဲ့ကြောင်တုံနဲ့ကိုတပတ်ပတ်ပြီးတော့အိမ်ဆောက်ဖို့ပဲစဉ်းစားလိုက်ပါတယ်အဲ့နဲ့ကိုတပတ်ပတ်အိမ်ထဲဆောက်ရောအိမ်ကတူးကလည်းလက်တွေကတော်ညောင်းနေပါတယ်ဘာလို့ဆိုတော့ဝေါ်စားလုပ်တဲ့ကခိုးရွက်ထိုင်တူးနေရလို့ပါအဲ့နဲ့အိမ်နေစတင်ဆောက်လုပ်ပါတယ်ကျွန်တော်အိမ်ကတော့တတိလေးလုံးပါဘာလို့ဆိုတော့ဒါကို main base ဆိုလုပ်ဖို့စဉ်းစားလိုက်ပေမဲ့နောက်ပိုင်းကျတော့မှပဲပြန်ပြောင်းရင်ကောင်းမလားဆိုကျွန်တော်စဉ်းစားအိမ်လေးတတိလေးဆောက်ဖို့ပဲစဉ်းစားမိလိုက်ပါတယ်ပြီးတော့ခိုးရတော်တော်ပို့လို့အိမ်တစ်ခုလုံးခိုးနေအောင်အလှချင်တိုင်းကောင်းမလားအောင်စဉ်းစားလိုက်ပါတယ်ဒီနားမှာအဲ့နဲ့တူးရင်ကနေကန်နေရန်ကောင်းကော်ပါတစ်လုံးရှာတင်တွေ့ပါတယ်ကော်ပါတွေကတော့တတုံးတော့မကပါဘူးတုံး10တုံးလောက်ရှိပါတယ်အဲ့နဲ့အိမ်မှာကျမ်းမြေမှာပေါက်ကြီးဖြိုသွားပြန်ဖာလိုက်သေးပါတယ်အဲ့နဲ့အိမ်တကားပေါက်ကြီးကဘာလို့ဖြတ်လိုက်လဲမသိရတဲ့အတွက်ကျွန်တော်ပြန်ဖာပေးလိုက်ပါတယ်အိမ်ဒီမှာတကားပေါက်အရာလေးရောထားခဲ့ရထင်ပါတယ်ဒါပေမဲ့ညမိုးချုပ်သွားပါပြီညမိုးချုပ်သွားတယ်ကျွန်တော်တို့ကအိမ်တကားကြီးပါပိတ်ရင်ကောင်းလားဖွင့်လိုက်လို့ရင်းနဲ့ကျွန်တော်ညမိုးချုပ်တာကိုပြောင်းအောင်လုပ်နေတာအဲ့နဲ့အသားတောက်တွေပါကင်းကော်ပါတွေပါကင်းနဲ့ခူးတွင်းနဲ့တော့ကျွန်တော်စဉ်းစားမိသွားပါတယ်ကော်ပါင်းကြီးပါရင် craft ဖို့စဉ်းစားလိုက်ပါတယ်နဲ့ကော်ပါကိုစတင်ကြိုပါတယ်ကော်ပါကိုဂူထဲမထွက်ခင်ကော်ပါကြီးရှေ့ craft ပေါ်မှာအစီအမံပါဆိုအောက်ဘက်ချန်ဆိုပြီးရထင်ထားတဲ့ပူကျန်းနိုင်လို့ပါအပေါ်မှာတင်ဆိုပြီးတကောင်ရစ်တီလုံးနေကျွန်တော်စားတွေကရှော့ထားလိုက်ပါတယ်အနေဆိုပြီးတစ်ကောင်ရှော့ပြီးကျွန်တော်အောက်ဆင်းလာတဲ့အချိန်မှာပဲခိုးတစ်ခုတွေ့ရပါပဲဒါပေမဲ့ကျွန်တော်အိုင်ယွန် pick up လုပ်ပါလို့မရသေးတဲ့အတွက်ကျွန်တော်တူးလို့မရဘူးဆိုတော့တည်ရကျွန်တော်ထားခဲ့လိုက်ပါတယ်အဲ့နဲ့ရှေ့ဆက်သွားရင်အိုင်ယွန်နေတွေ့ရတယ်အိုင်ယွန်နေကိုတူးခဲ့လိုက်ပါတယ်အိုင်ယွန်နေတူးရင်နောက်ထပ်ဘေးမှာအိုင်ယွန်ထပ်တွေ့ရအဲ့နဲ့ဟိုင်ယွန်ထပ်တူးပါတယ်အိုင်ယွန်ဘေးမှာဟိုင်ယွန်တွေ့ရတယ်အိုင်ယွန်တူးရင်လည်းကော်ပါလေးတွေ့ရကော်ပါကိုတူးလိုက်ပါတယ်ဘေးနဲ့ကိုကတော့မမြင်လို့ပဲထားလိုက်ပါတော့အဲ့နဲ့ကျွန်တော်မိုင်းနီးတစ်ခုလုံးကိုလောက်တာမပြတော့ပါဘူးဘာလို့ဆိုတော့မိုင်းနီးလောက်တာပြင်းစရာကြီးအဲ့နဲ့ကိုးတွေအိုင်ယွန်နေတူးလိုက်တယ်ပဲပြောလိုက်ပါမယ်အဲ့နဲ့တူးပြီးတော့ကျွန်တော်ပေါ်ပြန်တက်လာပါတယ်ဘာမှမထူပါဘူးဘာလို့ပြန်တက်လာလဲဆိုတော့အစာတွေကကုန်နေမှုလို့ပါအစာတော့အမှပြတာဘိုက်တွေအပြည့်နေပြီလို့ပြတာပဲမြဲတကယ်တော့အစာကုန်နေမှာကျွန်တော်တငယ်ချင်းမှလည်းအစာတခုမှမကြံတော့ဘူးကွာအဲ့တော့အစာတွေလိုက်ရှာဖို့ဆိုတော့ကျွန်တော်အပေါ်ပြန်တက်လာဖြစ်ပါအဲ့နဲ့အစာရှာဖို့တော့ဆိုအပြင်ထွက်လာနေရှေ့မှာတွေ့တယ်မြမမရဲ့မောင်လေးအကုန်လုံးရှော့ခဲ့လိုက်ပါတယ်အဲ့နဲ့အရှိကိုဆက်သွားပါတယ်ဆက်သွားရင်ကျွန်တော်ကြက်တွေရောအမှဝက်တွေရောတွေ့ကြအကုန်ရှော့ခဲ့လိုက်ပါပြီးတော့မမရဲ့မောင်လေးနောက်တစ်ကောင်မှတွေ့လိုက်တယ်ထက်ရှော့ခဲ့ပါတယ်အဲ့နဲ့ရှော့ရင်းကနေပြီးတော့တလိပ်ဆက်တစ်ခုလုံးတော့ပျောက်ဆုံးတော့ပါမယ်အဲ့နဲ့ကျွန်တော်တိုးတစ်ကောင်တွေ့တိုးတစ်ကောင်ထက်ရှော့လိုက်ပါတယ်တိုးမွေးစုဖို့ပါဘာလို့ဆိုတော့အဲ့ရကတော့လုပ်ဖို့စဉ်းစားနေတော့မှအဲ့ရဝိုင်းကျွန်တော်ညဘက်ချမ်းတွေကို skip လုပ်လို့ရပါပြီအဲ့နဲ့ကျွန်တော် crafting table နောက်တစ်ခု craft လိုက်ပြီး chat တွေပါ craft လိုက်ပါတယ် crafting table နဲ့အဲ့နဲ့ chat တစ်ခု chat တွေထဲမှာပစ္စည်းပါတယ်ထည့်ပါကျွန်တော် mining လုပ်ခဲ့ရခဲ့တဲ့မြတ်ပစ္စည်းပြီးတော့ campfire တစ်ခုလည်း craft လိုက်ပါတယ် campfire တစ်ခုကဘာလုပ်ဖို့လဲဆိုတော့အစားအသောက်တွေပါချိုင်ကိုယ်သုံးပြီးချိုင်ရင်မီးဖို့လည်းနေရာကျက်တယ်လို့အရန်လဲခိုးတွေရန်ကုန်မှာဆိုလို့ပါ
အားကြောင့်ကိုမတော့ဘဲနဲ့ဆက်လိုက်ပါအဲ့နဲ့ကျွန်တော်တငယ်ချင်းကတော့မီးပြောက်သွားပါတယ်ခင်ဗျာအားလုံးကကျေးဇူးတင်ပါတယ်မီးပြောက်သွားတဲ့အတွက်ဒါနေပြီးတော့ကျွန်တော်တငယ်ချင်းခဏထောက်ပဲပြောင်းဝင်လာပါတယ်ပြီးတော့ကျွန်တော်ဟိုဘက်ချမ်းနေပါရေးခိုးတွေပါသွားတူကိုပြန်ဆင်းလာချိန်မှာစကလီတန်နဲ့တွေ့ပါအဲ့စကလီတန်ကိုနှစ်ကောင်ဝိုင်းနိုင်ကျင်းလိုက်ပါတယ်အဲ့နဲ့ရှေ့ဆက်သွားနေဆလိုင်းကိုတွေ့ပါအဲ့နဲ့ဆလိုင်းကိုမှရှော့ဟိုဘက်ချမ်းမှာတော့ဇုံမီကိုရှော့နေပါတယ်ဇုံမီရဲ့ဆလိုင်းကိုရှော့ပြီးသွားရင်တော့အပေါ်ထက်တက်ဖို့စဉ်းစားလိုက်ပါတယ်အောက်ဘက်ကျမှကူတခုတွေ့ပြန်အဲ့ကူကိုနောက်မှသွားကြည့်မယ်ဆိုလော်ရင်းကနေပြီးတော့အရှိမအယုံတွေ့တဲ့အယုံကျွန်တော်ရင်တူးလိုက်ပါတယ်အယုံလည်းတူးပြီးတော့အရှိဆက်သွားရင်ကူတေးသေးလေးကျွင်းတေးသေးလေးကိုအဲ့ကူတွေကနေအယုံတွေထပ်တွေ့ပါတယ်အယုံတွေထပ်တူးရင်းကနေပြီးတော့အရှိဆက်သွားရင်ဘာတွေ့မလဲဆိုတော့အားလုံးစောင့်ကြည့်လိုက်ကြပါဦးရှိဆက်သွားအားလုံးထင်ရတယ်ဗာလဲဆိုတော့ဘာမှမတွေ့ပါဘူးခုပေါက်ပဲကြီးပါအဲ့နဲ့အရှိဆက်သွားရင်အယုံနေတွေ့မယ်ဆိုဇုံဘီတွေ့ပါအဲ့နဲ့ဇုံဘီကိုရှော့ခဲ့လိုက်ပါတယ်အဲ့နဲ့အရှိဆက်ခရီပါတွေ့တယ်အဲ့နဲ့အကောင့်နေအဆုံးရှော့ခဲ့လိုက်ပါခရီပါကိုလည်းမမီလို့မှီအောင်ပြစ်ချပြီးတော့ရှော့လိုက်ပါတယ်အဲ့နဲ့အယုံနေဆက်တူးပါတယ်အယုံနေတူးနေ mining progress ကြီးကဒီမှာဒီစတင်ပါတယ် mining နေအားလုံးစတင်လို့အယုံနေတော်တော်များများရနေပါပြီအယုံဖူးရမှာတော့လုံးကျင်တော့လုံးလို့ရနေပါပြီနဲ့ရှေ့ဆက်သွားရင်လည်းပစ္စည်းပါဒူးဘူးတွေပါဖောက်နေတဲ့အချိန်မှာအရှိမတွေ့တာတော့ဆိုမီးနှစ်ကောင်ပူးနေအဲ့ဆိုမီးနှစ်ကောင်ရှော့လိုက်ပါတယ်အဲ့လာပစ်လက်စုလေးတိပြီမဲ့စတုံးပစ်ကက်ကြီးနဲ့ဖြစ်နေတော့တူးလို့မရတယ်တော့ထားလိုက်ပါတယ်အရှိကိုဆက်သွားရင်လည်းကျွန်တော်သွားခဲ့တဲ့ကူလေးကိုပြန်တွေ့အဲ့နဲ့ကျွန်တော်တကယ်ပြန်ထွက်လာပါတယ်အဲ့နဲ့ကူပြန်ထွက်ဖို့စဉ်းစားပြီးတော့ကျွန်တော်ထွက်လာခဲ့ပါတယ်ကျွန်တော်မိကွာတခုရှိခဲ့ပါတယ်အဲ့ဒါတော့ကဘာအဆိုတော့အမှားတစ်ခုဖြစ်သွားနိုင်ခဲ့တဲ့အရာပါပဲအဲ့နဲ့ကျွန်တော်ပေါ်ဆက်တဲ့အနေနဲ့ကျွန်တော်အစားစားဖို့မေ့နေကျွန်တော်မေ့နေပါတယ်အဲ့နဲ့ဆက်တက်ပါတယ်ဆက်တက်ကျွန်တော်မသိခဲ့ပါဘူးအောက်မှာတစ်ခုရှိနေခဲ့တာ哦အဲ့နဲ့အောက်မှာတစ်ခုရှိတဲ့ချင်းအချိန်နောက်ကျသွားပြီအောက်ကစကက်လီတန်ဖြစ်နေပါတယ်အဲ့နဲ့ကျွန်တော်ပထမဆုံးအနေနဲ့ရှော့ရခဲ့ပါအဲ့နဲ့ကူကင်လည်းပြန်ရောက်လာတော့အဲ့ကူလေးကိုပြန်တော့ကူနေရကျွန်တော်ပတ်ချလဲနေပါတကယ်ကိုကူကစပွန်းပွားရင်ဘေးနားလေးမှာဖြစ်အဲ့တော့ကျွန်တော်မမြင်ပဲကဘာလျှောက်ပတ်နေရပါအဲ့နဲ့ကဘာလျှောက်ပတ်တာကဘာအပတ်လို့ပြီးတော့ကိုပါနှစ်ပတ်လောက်ပတ်လိုက်ပါတယ်နှစ်ပတ်လောက်ပတ်ပြီးတော့မှအောက်ဘက်ကျမ်းမှာသူရဲ့ locator ဘားလေးကနေပြီးတော့ကျွန်တော်တငယ်ချင်းပေါ်လာလို့ကျွန်တော်ကိုကဘယ်နားမှလဲတော့တိသွားပါတယ်ကိုကတော့ကို share ပတ်နေရဖြစ်ပါတယ်ကိုတော့မဟုတ်ကိုဘေးနားကြောက်တုံးကို share ပတ်နေရပါအဲ့နဲ့ရှိမှ locator ဘားလေးကပေါ်လာတယ် locator ဘားလေးကကျွန်တော်တကယ်ပြန်မှရှိလဲဆိုတော့တိသွားရတယ်ကျွန်တော်တငယ်ချင်းရှိကိုသွားလိုက်ပါတယ်အဲ့အရှိကိုဆက်သွားရင်ကနေပြီးတော့ကိုရောက်မလားဆိုဘယ်ရောက်နေရလဲပေါ့ကြောင်တောင်ဒီပါဖြစ်သွားပါတယ်အမှမသိကြပါဘူးစပုံးမိုက်ပေးတာမှာကိုကြီးရှိရပါအဲ့ဒါကူစီပြန်ရောက်တော့ကိုအောက်ကိုဆင်းလိုက်တယ်ပစ္စည်းမြင်မြန်သွားယူပါတယ်ဘာလို့လဲပစ္စည်းပျောက်သွားရင်တော့နှမျောစရာကြီးပါဘာလို့ဆိုတော့ကော်ပါပစ္စည်းမို့လို့ပါကော်ပါရရှားတယ်ပြီးတော့အိုင်ယွန်တွေကအခုချိန်ဒီမှာအိုင်ယွန်တွေရှားနေတော့ကော်ပါပစ္စည်းရလည်းအဖိုးတန်ပါတယ်အဲ့ဒါကော်ပါပစ္စည်းအကုန်ယူပြီးတော့မလိုအပ်တဲ့ပစ္စည်းရောထားခဲ့လိုက်ပါအဲ့ဒါရှီးတစ်ခုမှားပါသွားလို့ဆိုရှီးကိုပြန်တောင်းလိုက်ရှီးကိုပြန်ယူလိုက်ပါတယ်ပြီးရှီးလေးပါလေးဝယ်ပြီးတော့ပေါ်ပြန်တက်ဖို့လုပ်ပါတယ်ဒီကူထဲမှာဆက်နေနေရင်အချိန်ကြီးမကောင်းဆိုတော့တည်တယ်ပေါ်ဝိုင်းတက်ပါတယ်ဘောလဲတက်ပြီးအောက်လေးပါလေးပြင်ကြည့်ပါစကယ်လီတန်ကိစ္စထပ်တွေ့လာစကယ်လီတန်နောက်ကောင်ထပ်ထွက်လာပြန်ပါတယ်အဲစကယ်လီတန်ကိုပြန်လျှော့ပါရှော့ရင်းနဲ့ကျွန်တော်တကယ်ကြီးကျွန်တော်လိုပါစကယ်လီတန်မမြင်ပဲရှော့ရပါပြန်နေအဲစကယ်လီတန်ကိုရှော့ရဲကျွန်တော်တကယ်ပြန်ရောက်တာစောင့်ရင်းနဲ့ကျွန်တော်မီးလေးပါလေးကင်ပြီးတော့မြန်မာလူကြီးထိုင်ရနေပါတယ်မြန်မာလူရဲ့ထိုင်ရပြီးနာဒီလိုစောင့်နေအဆင်မပြေတော့ဘူးဆိုပြီးဘာလို့လဲဆိုတော့လမ်းလျှောက်ပြီးအောက်ကိုခေါ်ပြန်ကြည့်ပြီးတော့ပြန်ဝင်သွားပါတယ်ဒီကိုအဲ့နဲ့အိုင်ယွန်တွေပါကြိုထားလိုက်ပါတယ်အိုင်ယွန်ကြိုထားရဲကျွန်တော်တကယ်ကြီးအောက်မှာပစ္စည်းပြန်သွားရတဲ့အချိန်မြန်မာလူကြီးခုန်ဆင်းသွားတာရေုံမထိပဲနဲ့ပြုတ်ကြပြီးတန်းလျှောသွားပြန်ပါတယ်နောက်ခေါက်အဲ့ကျွန်တော်ကူကတော့မှတ်သွားပြီဆိုတော့စပွန်ပိုက်ပြီးမှဆိုတီးပါကျွန်တော်ကူမြင်ပြန်သွားပစ္စည်းမြင်ယူရပါတယ်ဒီကောက်ကတော့ပစ္စည်းကိုအစုံယူတော့ပါဘာလို့ဆိုအိုင်ယွန်နေရနေပြီဆိုတော့အိုင်ယွန်ပစ္စည်းလုံးလို့ရနေပြီမဟုတ်လို့ပါအဲ့နဲ့အိုင်ယွန်ပစ္စည်းအပေါ်ရအောင်လုံးမယ်ဆိုအပေါ်တက်သွားပါတယ်အပေါ်တက်သွားတဲ့နောက်မှာကျွန်တော်အိုင်ယွန်ပစ္စည်းလုံးတဲ့အိုင်ယွန်နေလှမ်းကြည့်အိုင်ယွန်နေအကုန်လုံးအောင်ကြိုးလို့ပြီးတော့ပါမယ်အဲ့အိုင်ယွန်ပစ္စည်းလုံးလို့ရပြီဆိုပြီးအိုင်ယွန်နေကိုကြိုးတာထိုင်ဆောင်နေပါတယ်ထိုင်ဆောင်တာမကြပါဘူးဘာလို့လဲဆိုတော့ကျွန်တော် video edit လိုက်လို့ပါ video မှတ်တင်တော့ကျွန်တော်နိုင်ခွက်လောက်ကြာနေမှာပါအဲ့ဒါ ion တွေကိုကြိုးပြီးသွားရတယ်ကျွန်တော်စတင် craft 4အချိန်ရောက်ပါပြီ craft 4တော့ကြတော့ ion ကိုကြတော့ကျွန်တော်အာမအစုံလောက်ရင်ကောင်းမလားစဉ်းစားအာမအစုံတော့ကမလောက်နိုင်လောက်လို့စဉ်းစားလိုက်တယ်အာမအစုံတော့မလောက်နိုင်ဘူးဆိုရင်တော့ဟွာလောက်ပဲလောက်ရင်ကောင်းမလားဆိုတော့ ion အာမကို3ခုလောက်ပဲလောက်ရင်ကောင်းမလားစဉ်းစားလိုက်မယ်လောက်နိုင်လောက်ပါတယ်ဆိုပြီးလောက်လိုက်တာလောက်သွားပါတယ်မရှိမဆိုင်နဲ့အဲ့နဲ့လောက်လဲလောက်သွားတယ်ကျွန်တော်ကော်ပါအာမတွေအကုန်လုံးထားခဲ့လိုက်ပါတယ်ကျွန်တော်တကယ်ကြီးရေမျောပလိုက်တယ်ထင်ပါတယ်အာမတွေကိုအဲ့ကျွန်တော်အိမ်ကိုဘာမဆိုင်ညာမဆိုင်ကောအိုင်ယွန်အာမရပါဆိုအိမ်ထက်ချဲလိုက်ပါတယ်အိမ်ထက်ချဲရနေကြောက်တုံးနေတူပါကြောက်တုံးနေတူပြီးပစ္စည်းလိုပါတယ်ဒါပေမဲ့ဟိုဟာပစ္စည်းရှယ်လုံးနေအချိန်မှာပဲဘယ်ရောက်ကျွန်တော်တကယ်ကြီးဘယ်ရောက်လဲမသိပါဘူးအဲ့နဲ့အိုင်ယွန်နေထက်ခရက်ပါတယ်အိုင်ယွန်နေပစ္စည်းရှယ်ခရက်ပါတယ်အိုင်ယွန်နေကတော့လောကမီးဖို့3ခုနဲ့တည်တာတော့မှမလောက်နိုင်ဘူးဖြစ်ပါတယ်ကြိုနေရလေးကအိုင်ယွန်လေးက4ခုလေးပဲဖြစ်ပါတယ်အဲ့နဲ့မြန်မာလူကြီးတကားပေါက်ကြီးတစ်ခုလုံးထားတက်ပြီးတော့အိမ်ကအခန်းလည်းမရှိဖြစ်နေပါတယ်အဲ့နဲ့ပစ္စည်းအကုန်ထားခဲ့လိုက်ပါတယ်ဘာလို့လဲဆိုတော့အရင်ကြီးမားတဲ့
စစ်ပွဲကူးစတင်တော့မှာဖြစ်ပါတယ်ဒီခေါက်ကကြတော့ဘဒူတွေနဲ့စစ်ဖြစ်မှလေးဆိုတော့ကျွန်တော်ပစ်လေချာရင်းနဲ့ဖြစ်ပါတယ်အဲ့ဒါတော့ဆက်ကြည့်ရအောင်ကျွန်တော်ညင်းညောင်းသွားလို့ကျွန်တော်editor လေးကိုနဲ့စကားပြောရလဲခဏနည်းနည်းရက်လိုက်ပါမယ်ဒီကနေပြီးတော့ဘာဖြစ်မလဲဆိုတော့တည့်ရတိုင်းပလေချာနဲ့တိုက်ပွဲဖြစ်မှာပါအဲ့နဲ့ကျွန်တော်ဓာတ်တွေဘာတွေလုပ်ဖို့တဲ့ဘာညာတနက်ကပေါ့တက်သားတွေဘာယူတယ်ဓာတ်တွေဘာ craft တယ်အဲ့ဒါတွေဘာလုပ်ပါတယ်ပြီးသွားရင်တော့ဆက်ပြောပါဓာတ်ဘာခွဲပြီးတော့ကျွန်တော်ထားလာပါအဲ့နဲ့ပလေချာစီသွားမယ်ဆိုစဉ်းစားလိုက်ပါပလေချာရဲ့ဘယ်နားမှာလဲဆိုကြည့်လိုက်တော့ရှာကိုမတွေ့ပါဘူးပလေချာကိုလိုက်ရှာနေတဲ့အချိန်မှာပဲကူတဲ့မြန်မာလူကြီးပြန်ဆင်းသွားပြီးတော့မြန်မာလူကြီးချက်လေးကိုဖွင့်ပြီးမစီမဆိုင်ကောတနစ်ကြီးကိုမှတ်လိုက်ပါတယ်ကောတနစ်ကိုနှုတ်မှတော့မှတ်တာဘာလို့လဲဆိုတော့ကျွန်တော်ပလေချာရင်းနဲ့ရှာမယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာပလေချာစနေတဲ့အချိန်မှာအိမ်ပြောက်သွားမှလည်းစိုးရင်လည်းအဲ့လိုလေးထားခဲ့ခြင်းဖြစ်ပါတယ်အဲ့နဲ့အစားတောက်တွေပါယူဘာလို့ဆိုတော့ခီးပါဆက်သွားရင်ကောင်းမလားဆိုပြီးစဉ်းစားလိုက်ပါတယ်အဲ့နဲ့အပေါ်တက်ဖို့လုပ်နေတက်နေပါတက်နေရတဲ့အပေါ်ဆက်တက်တယ်ပစ္စည်းပါလိုအပ်တဲ့ပစ္စည်းတွေပါနေရာမျှတယ်အစားတောက်တွေပါမျှလိုက်ပါတယ်အဲ့နဲ့အရှိဆက်သွားရင်ဗလီဂျာအောက်ဘုတ်ကြီးကိုတွေ့နေရပါပြီအဲ့နဲ့ဗလီဂျာကြီးသွားရလမ်းမှာရှိတဲ့မြတ်တရိတ်ဆန်တွေအကုန်လုံးရှော့ခဲ့လိုက်ပါတယ်နောက်ဗလီဂျာကိုဆက်သွားဖို့လုပ်နေတဲ့အချိန်မှာမြင်းနေတွေ့ပါမြင်းနေတွေ့ရတဲ့မြင်းကရှော့ရင်ကောင်းမှဆိုထားရပါတော့ဆိုမြင်းကိုထားခဲ့လိုက်ပါတယ်ဘီနာရှီကိုတက်လိုက်ပါတယ်ပြီးတော့အမှချစ်ကန်ကိုတွေ့ရတဲ့ချစ်ကန်ရုံကို KFC ကြော်လုပ်လိုက်ပါတယ်အဲ့နဲ့လွယ်တွေအဲ့ရာတွေပါစတင် craft လိုက်ပါပြီဘာလို့ဆိုတော့အဲ့ရာခိုးဝူးလောက်သွားလို့ပါအဲ့နဲ့ဝူးနဲ့အဲ့ရာနှစ်ခု craft လိုက်ပါတယ်ဘာလို့ဆိုတော့ခီးရေပါသွားမယ်ဆိုညအမောင်ဘက်မှာသွားနေအဲ့နေရမ်းမြလို့ပါအဲ့နဲ့မိုးလဲချုပ်တော့မှာမဟုတ်လို့ဆိုပြီးနေရောင်လေးကိုကြည်ထိုင်ဆွေးနေပါတယ်အဲ့နဲ့ပလီချာအောက်ဖို့လေးကိုလှမ်းကြည့်နေတဲ့နေလေးဝင်တာကိုထိုင်ဆောင်နေပါတယ်နေလဲဝင်သွားတော့အဲ့တော့မင်းဆိုပြီးအဲ့ရပေါ်မြန်မာလူကြီးမသွားဘဲနဲ့မြင်းပေါ်တက်စီးနေပါတယ်မြင်းကလည်းစီးလို့မရဘူးဆိုပြီးထားအိတ်သွားပါတယ်ပြန်နေအဲ့ရကိုလည်းဖြတ်လိုက်ပါတယ်အဲ့ရကိုဖြတ်ပြီးတော့ကျွန်တော်တို့ villager အောက်ဖို့စတင်သွားဖို့လုပ်ပါတယ်အဲ့နဲ့ fairness လေးကိုဖြတ်ပြီးတော့ကျွန်တော်မြင်းကိုလှမ်းကြည့်မြန်မာလူကြီးထားခဲ့ပြီးသွားပါတယ်အဲ့နဲ့မြင်းကတော့ short white နေပါတယ်အဲ့နဲ့ဆက်သွားရင်လည်းကျွန်တော်အစားတောက်လိုရတယ်ဆိုတော့အစားတောက်တွေမျှတယ်ဘာပစ္စည်းညာပစ္စည်းတွေလုပ်တယ်ပြီးတော့အရှိဘက်ဆက်သွားရင် villager မတွေ့ပဲ chicken ကိုတွေ့ chicken ကိုကြော်ခဲ့လိုက်ပါတယ်အဲ့နဲ့ရှေ့ကိုဆက်သွားရင် villager ကိုတွေ့ရဆို villager နဲ့ထိုင်ကြည့်နေ villager မြားနေပြည်ဆို villager နှစ်ကောင်ဝိုင်းကြိတ်လိုက်ပါတယ်ကောင်ရှော့ရပါတယ်အဲ့ရှိမှနောက်ထပ် villager တစ်ကောင်ရှိတယ်ကြမ်းမလားဆိုမြန်မာလူကြီးဝင်ချပလိုက်ပါတယ်အဲ့နဲ့ villager ကလုံးဝကြောက်စရာကြီးဆိုမြန်မာလူကြီးဝင်ကြိတ်လိုက်တယ်အကုန်ရှော့ရပါတယ် villager တွေပါ villager တွေလည်းရှော့သွားပြီးတော့အဲ့ရှိရ villager နှစ်ကောင်ဘာလို့ villager ကိုထောင်ထဲထည့်ထားတယ်ဆိုစဉ်းစားနေချိန်မှာရှိမှ villager တွေ့လို့ villager ကို villager လုတ်လိုက်ပါတယ်အဲ့တာဝါပေါ်တက်ဖို့စဉ်းစားတယ်အဲ့နဲ့တာဝါအပေါက်ပြောက်နေပါတယ်အပေါက်တွေ့ရနေတာဝါချင်မြန်မာလူကြီးဆိုပြီး villager နှစ်ကောင်ထွက်လာပါတယ်နှစ်ကောင်လုံးရှော့လိုက်ပါသုံးကောင်ပြောတာပါသုံးကောင်လုံးရှော့လိုက်လေးကောင်တော့ဟာဝတ်တယ်ဟဲလေးကောင်တော့ရှော့လိုက်ပြီးတော့အပေါ်ထက်တော့နောက်ကောင်ထက်တွေ့ပါတယ်အဲ့ကောင်တော့ရှော့ရလဲတဲ့စီရှော့နောက်တစ်ကောင်ထက်ထွက်လာပါနောက်တစ်ကောင်အများလိုက်ကြ villager အဲ့နဲ့ villager တွေလည်းရအောင် potato တွေရပါပါတယ် potato ရဲ့ enchantment ပို့ရပါပါတယ်အဲ့ပစ္စည်းအကုန်လုံးမောက်ရစဉ်းစားရကြ inventory လည်းပြန် inventory ကပြည့်နေပါတယ်အဲ့တဲ့ပစ္စည်းကိုကျွန်တော်မျှပြီးယူလိုက်ပါတယ်မျှယူရပြောကျွန်တော်တခုမှလည်းယူလိုက်ပါအဲ့နဲ့မျှယူလိုက်ပါတယ်မျှလည်းယူပြီးတော့ကျွန်တော်အောက်ကိုထပ်ဆင်းသွားပါတယ်အောက်ဆင်းသွားတဲ့အချိန်မှာပဲကျွန်တော်ပန်ကင်တွေတွေ့ပါတယ်ပန်ကင်တွေကတော့တည့်ရတဲ့ဘယ်နားမှာလဲဆိုအဲ့ပန်ကင်တွေကိုကျွန်တော်ဖြတ်ယူဖို့စဉ်းစားလိုက်ပါတယ်ဖြတ်ယူရုံနဲ့မကောက်ကျွန်တော်ဟိုဟာတွေပါတက်တာကာတဲ့ဟာတွေပါဖြတ်နေတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့အဓိကဖြစ်စဉ်ဖြစ်တော့မီးပြတ်သွားပါတယ်ခင်ဗျာအဲ့နဲ့မီးပြတ်သွားနေကျွန်တော်တကယ်ခဏထွက်သွားပါတယ်အဲ့ကျွန်တော်တကယ်ကြီးပြောင်းဝင်လာဆောင်ရင်းနဲ့ကျွန်တော်ပလေချာကိုရှော့ထားပါတယ်ပလေချာရရှော့မလားဆိုပလေချာရမရှော့ဘဲနဲ့ကိုကရှော့တော့မလို့ဖြစ်နေပါတယ်အဲ့နဲ့ပလေချာကိုဆက်ရှော့ရင်းနဲ့စီလမပစ္စည်းအကုန်မရမယ်ဆိုပြီးပန်ကင်တွေမရတယ်အဲ့နဲ့ကျွန်တော်တကယ်ချင်းသွားကြည့်လိုက်ရမတက်တဲ့အတွက်ပန်ကင်တွေဆက်မနေပါတယ်ဆက်မနေပြင်သွားကြည့်ရမရှိတဲ့အတွက်ပန်ကင်တွေဆက်လို့လည်းခေါ်တယ်မလာဘူးမကင်ပြန်ဆောင်နေပြန်ခေါ်တယ်ဘာလို့ဒါကြီးပြောနေကြလဲမသိအဲ့ကျွန်တော်တကယ်ချင်းလာထိုင်ဆောင်ရတော့ပါမယ်အဲ့တော့ပန်ကင်တွေသွားဖြတ်ပါတယ်ပန်ကင်တွေဖြတ်တယ်ပန်ကင်တွေကဖြတ်လုံးလို့ပန်ကင်တစ်ခုလုံးကုန်တော့ပါအဲ့ပန်ကင်တွေကဘာလို့ဝယ်ဆိုတော့နောက်ပိုင်းကျရင်ကော်ဘာကော်လန်တို့အိုင်ယွန်ကော်လန်တို့ခဏလေးစဉ်းစားလိုက်ပါတယ်ဒါပေမဲ့အဲ့ကောင်ကကြတော့ကော်ဘာကော်လန်ရဲ့အလုံးလုံးပုံတော့မသိသေးပါဘူးအဲ့နဲ့ကော်ဘာကော်လန်ကို crab ပြီးစမ်းကြည့်မယ်ပေါ့ဆိုပြီး update တင်မှာပါလိုက်ဟာလေးစမ်းကြည့်မယ်ဆိုရင်ပန်ကင်တွေလိုက်ဖြတ်နေနေဘေးနားမှာရှိရဲ့ရှိကိုပါတက်ခဲ့လိုက်ပါတယ်အဲ့နဲ့မြန်မာလူကြီးမတက်ကြီးရောက်သွားပါတယ်မတက်ရည်ပြန်နိုးလာရင်းနဲ့အမှပန်ကင်တွေဖြတ်ပန်ကင်လည်းမရှိတော့ဘူးဆိုဟေဘဲတွေပါဖြတ်ပြီးမှာသွားပါတယ်ဟေဘဲကကြပေါင်းမို့လို့ပေါ့ပါအဲ့နဲ့ဆက်သွားရနေပြီးတော့ဂူတခုလိုပါလို့ကျွင်းနေတွေ့ဂူကျွင်းနေပြုတ်ကြသွားပါတယ်ပြီးတော့မှတက်သားတွေ့တက်သားလှရလို့ဖြတ်သွားပါတယ်ဘာလို့ဆိုတော့အိမ်ရောက်အိမ်ဆောက်ဖို့ပါအဲ့နဲ့တက်သားရဖြတ်တက်သား23ခုလောက်ရပါတယ်တက်သားရလည်းဖြတ်ပြီးတော့ဟိုကပြောင်းဝင်လာပါပြီပြောင်းဝင်လာတဲ့ကျွန်တော်
ဘူးတွေထပ်ဖြတ်လိုက်ပါတယ်ဘာမှမရှိမဆိုင်ဘူးတွေဘာလို့လိုရလဲဆိုကျွန်တော်အိယာတွေပါစောင့်ရင် main base မှာအိယာကိုနှစ်ခုထားပြီးတော့ခီးထွက်ရင်အိယာနှစ်ခုသုံးခုဖြစ်ပါတယ်အဲ့နဲ့အိယာတွေလည်းဖြတ်ပြီးသွားရင်တော့ဇွန်ဘီတွေထွက်လာပါဇွန်ဘီထွက်ကျွန်တော် crossbow နှစ်ခုရလာပါဒါပေမဲ့နှစ်ခုလုံးကနည်းနေပါတယ်အဲ့တော့သုံးလိုက်တာတန်းပြတ်မဲ့ဂိမ်းဖြစ်နေပါတယ်အဲ့နဲ့ကျွန်တော်စားတောက်တွေပါရှိုင်းနေကျွန်တော်တငယ်ချင်းထိုင်ဆောင်နေပါတယ်ထိုင်ဆောင်လုံးညတော့မူချုပ်တော့ပါမယ်ညလည်းမူချုပ်ခံနေလည်းဖြစ်သွားချင်းထားရောက်လာပါကျွန်တော်တငယ်ချင်းအဲ့နဲ့ရောက်လာတဲ့ကျွန်တော်ပလင်ချာနဲ့တန်းတွေ့ဆိုပလင်ချာကိုရှော့လိုက်ပါတယ်ရှော့ပြီးတော့အိတ်ဖို့ပြင်ဆင်ပါတယ်အဲ့နဲ့အိတ်လိုက်ပါတယ်ဒါတော့ day 4ရောက်ပါပြီထင်ပါတယ် day 4ရောက်ပြီဆိုတော့ကျွန်တော်တို့ပြန်အိတ်လိုက်ပါတယ်မဟုတ်ပါဘူး day 4ရောက်ပါပြီခုမှ day 4ရောက်ပြီဆိုတော့ကျွန်တော်ဇုံကြီးကိုရင်ရှော့လိုက်ပါတယ်ရှော့ပြီးသွားရင်တော့ပလေရှာထဲမှာအကုန်လုံးပစ္စည်းယူပြီးကျွန်တော်စဉ်းစားလိုက်ပါတယ်ခရီးဆက်ထွက်ရင်ကောင်းမလားတိုးမဟုတ် main page ပြန်ကောင်းလားပစ္စည်းရပြည့်ကန်ကြီးဖြစ်နေပါပြီအဲကြောင့်ကျွန်တော်စဉ်းစားတယ်ပစ္စည်းပြီးရောမယ်ဆိုတော့ main page ပြန်တင်နေဆိုပြီးတေးချာစဉ်းစားပြီးတော့မပြန်မှုဆုံးဖြတ်လိုက်ပါတယ်အဲ့နဲ့အပြင်ဆက်သွားပါတယ်ဆက်သွားရနေပြီးတော့ပလေရှာကိုကျန်တဲ့ပလေရှာအကုန်ရှော့တယ်ပြီးတော့စားတောက်တွေယူပါတယ်ပြီးတော့အိယာတွေပါဖြတ်ပို့လုပ်ပါတယ်ကိုးတွေပါလည်းကြီးလိုက်တယ်ကိုးရလည်းလောက်သေးရဲ့ဆိုပြီးကျွန်တော်ဖြတ်ဖို့လုပ်ပါတယ်ဖြတ်နေချင်းပလေရှာတစ်ကောင်ထပ်ပေါ်လာနှစ်ကောင်ဝိုင်းရှော့လိုက်အဲ့နဲ့ fantasy ဖြတ်ပြီးတော့ကျွန်တော်မပါပြီမပြီးတော့ကျွန်တော်သွားကြပါတော့မယ်အဲ့နဲ့ခီးချရင်ထုတ်ဖို့ကျွန်တော်စဉ်းစားလိုက်တယ်အဲ့နှင်းတောင်ကြီးပေါ်သွားရင်ကောင်းလားဆိုရင်နှင်းတောင်ဘက်ကိုသွားမယ်ဆိုပြီးညီမအလိုကြီးနှင်းတောင်ရဲ့ဘေးဘက်ချမ်းကောက်သွားပါတယ်အဲ့နဲ့မြင်းနှင်းတောင်ရဲ့ဘေးဘက်ချမ်းနေပြီးတော့ကိုွေပြီးသွားတဲ့အချိန်မှာအစားတော့ထက်ချက်မယ်ဆိုပြီးမီးဘိုးတွေထက်ချလိုက်ပြန်နေအဲ့နဲ့စားတောက်တွေချက်အောင်မှဆိုရင်စားတောက်ပစ္စည်းကိုမီးဘိုးရဲ့ဘေးမှာနောက်ထပ်တစ်လုံးထက်ချမယ်အစားမီးဘိုးရဲ့နောက်မှာတစ်လုံးထက်ချလိုက်ပါတယ်အဲ့နဲ့မီးဘိုးရဲ့နောက်မှာထက်ချတာမီးဘိုးထဲမှာနေပြီးတော့အသားရထက်ချက်လိုက်ပါတယ်ချက်ရင်ဟိုဘက်အသားဘောကြော်ဦးစဉ်းစားရင်းနဲ့တွားကြည့်လိုက်ပါတယ်တွားကြည့်ရတော့ခိုးမရှိဘူးဆိုတော့ခိုးတွေထည့်ပေးလိုက်ပါတယ်ခိုးထည့်ပေးလိုက်ပြီးကိုကိုထည့်ပေးအောင်မှခိုးကကြံခဲ့ပါကြံခဲ့တော့ပြန်ပေးလိုက်ပါတယ်ခိုးလိုက်ပေးနေရဖြစ်ပါတယ်ခိုးလဲပေးပြီးတော့ကျွန်တော်ဟိုဟင်းချက်တာပြီးသွားပါဟင်းချက်တဲ့ခံပြီးသွားပါပြီအဲ့နဲ့အစားတောက်တွေပါလဲချက်လို့လဲပြီးသွားအောင်ကိုကကျအစားတောက်ချက်တာခဏစောင်းရင်းနဲ့ကျွန်တော်အစားတောက်ချက်နေပါတယ်အစားတောက်ချက်လို့လည်းပြီးတော့မီးဖို့ဖြတ်လိုက်ပါမီးဖို့ဖြတ်ပြီးတော့လှမ်းကြည့်လိုက်တော့ရှီးရတော်တော်နည်းနေပါရှီးပြတ်တော့ပါမယ်အဲ့နဲ့ရှီးအစ် crab ဖုံးမလို့စဉ်းစားလိုက်ပြီးတော့မှ crab တော့ပေါ့ဆိုထားလိုက်ပါတယ်အဲ့နဲ့ရှီးနေပြီးတော့ရှီး crab တော့ပဲနဲ့ထားလိုက်ပြင်မဲ့အစင်တော့ပြေလောက်ပါရှီးရတိတ်သုံးတာမဟုတ်တဲ့အဲ့နဲ့ရေခဲတောင်ရဲ့ဘေးဘက်ချမ်းနေကိုွေသွားပါရဲ့ကိုွေသွားရင်လည်းဂူတွေလည်းတွေ့ပြင်မဲ့ဂူတွေတော့မဝင်တော့ပါဘူးဘာလို့ဆိုတော့အာယုန်နေကလိုအားထက်တောင်ပိုးရင်တော့ပိုးနေလောက်ပါရဲ့တော့မလိုလောက်တော့ပါဘူးအဲ့နဲ့ရှေ့ဆက်သွားတဲ့ပန်ကင်တွေတွေ့ပါအထူးကြပါအဲ့နဲ့ပန်ကင်တွေကိုပါမခဲ့လိုက်ပါဘာလို့ဆိုတော့နောက်ထပ်ထပ်ခရပ်ဖို့ပါကော်ပါကော်လန်နေအဲ့နဲ့ပန်ကင်တွေရှယ်မပါတယ်မာရနေရှိမှတွေ့ရတိုးပါရှော့ခဲ့တယ်အဲ့နဲ့ပန်ကင်တွေဆက်ရှာရင်နဲ့ပန်ကင်တွေအမှအုပ်လိုက်ကြီးတွေ့ရတယ်သွားမမယ်ဆိုပြေးလာမြန်မာလူကြော်သွားပါတယ်ကြော်သွားပြီးဘေးနားမှာတွေ့ရကူလေးမြန်မာလူထိုးဝင်သွားပါတယ်ပြီးတော့ကူကတပေါက်ပွင့်ကြီးဆိုပြန်ထောက်သွားပါတယ်နောက်ထပ်ပန်ကင်ကြီးသွားပြီးတော့ပန်ကင်ကိုယူမယ်ဆိုပြီးသွားယူလိုက်ပါတယ်ပန်ကင်ကို2တုံး3တုံး4တုံး5တုံးဆိုအကုန်ယူလိုက်ပါတယ်ပန်ကင်နေလဲအကုန်မပြီးတော့ကျွန်တော်ဟိုဘက်ချန်ခီးဆက်တော့မယ်ဆိုစဉ်းစားလိုက်ပါအဲ့နဲ့ကြည်လိုက်တော့ inventory တခုလုံးပြည့်နေပါပြီခီးဆက်တော့ဘုကနေရမကြံတော့ပါဘူးပစ္စည်းထပ်ထည့်ဖို့ကနေရမကြံတော့ဆိုပြီးဂူထဲဝင်လိုက်ပါတယ်ဝင်ပြီးတော့ဂူထဲပြန်ထွက်လိုက်ပါတယ်ဂူထဲဝင်လိုက်ထွက်လိုက်ထိုင်လို့နေပါတယ်အဲ့နဲ့ဂူထဲဝင်လိုက်ထွက်လိုက်ထိုင်ရညမိုးထုတ်တော့မယ်ဆိုမြန်မာလူဂူထဲပြန်ထွက်ပြီးတော့အိမ်ပြန်မယ်ဆိုပြီးလုပ်ပါတယ်အဲ့နဲ့အိမ်ပြန်မယ်ဆိုတော့ကျွန်တော်အစားတောက်စားလိုက်ပါတယ်အစားတောက်စားပြီးအစားတောက်တွေပါထက်ရှားနေပြီးတော့အစားတောက်တွေထပ်ယူသွားဖို့စဉ်းစားလိုက်ပါတယ်အစားတောက်တွေထပ်ယူသွားဖို့စဉ်းစားနေကြအိမ်ပြန်ဖို့အတွက်ဆိုအိမ်ကလမ်းမေသွားပါတယ်ခင်ဗျာအဲ့နဲ့လမ်းမေကကျွန်တော်ဆက်ဆောင်ကောတနိမှတ်ထားတာကိုကျွန်တော်တတိယသွားပါတယ်အဲ့နဲ့ကောတနိကိုကျွန်တော်ပြန်စဉ်းစားလိုက်ပါတယ်ပြန်စဉ်းစားမယ်အစားnotebook လေးထုတ်လိုက်ရင်ရရတာနဲ့ပြန်စဉ်းစားနေပါပြန်စဉ်းစားနေတဲ့အချိန်မှာထူးခြားအခု update အသစ်ပါ Safari ဆိုခေါ်တဲ့ဟာလေးရှာတွေ့ခဲ့ပါတယ် Safari လား Bafar လားမသိပါဘူးအဲ့နဲ့ဝင်သွားပါတယ်အဲ့အောက်ထဲမှာဂူကြီးမှန်းရှိမလားလို့ထင်တာနဲ့ဝင်ကြည့်လိုက်ရမှာမူးသွားပါတယ်မူးသွားတဲ့ acid တွေလားဆိုမြန်မာလိုရေတွေအကုန်လုံးဖြောက်ဖို့စဉ်းစားနေပါတယ်အဲ့ဒီနား blog တွေပါသူရမှတ်တရဆိုတင်သွားပါတယ်အဲ့နဲ့ရေဒီပါတွေကိုဖြောက်ဒီ blog တွေကိုဖြုတ်လိုက်ပါတယ်ဖြုတ်ကတော့အောက်ကို mining straight လောက်သွားပါတယ်အဲ့နဲ့ mining မှာတော့ blog ကတော်တော်နက်ပါတယ်ဘာလို့လဲဆိုတော့သူကလည်းအကြာကြီးပါအဲ့နဲ့အကြာကြီးလဲတူးပြီးသွားတဲ့နောက်မှာတော့ကျွန်တော်ခုတစ်ခုဆက်တွေ့ခဲ့လာတော့ကြည့်အောင်အဲ့နဲ့အနီရောင်ဝိုင်းအောင်ရောက်သွားပါတယ်အနီရောင်ဝိုင်းမှာကျွန်တော်ဆက်တူးဝိုင်းနဲ့ဖုန်းနဲ့ထပ်ပြုတ်ကြသွားသေးမလို့ပါဖြုတ်သွားပါတယ်အဲ့နဲ့ခုတစ်ခုလည်းရောက်သွားပါတယ်ကိုကလည်းကူလို့ပီတာလာတော့မသိဘူးတွင်းကြနေပါဘာလည်းမရှိပါဘူးအဲ့ဒါမရှိရလည်းဘာလာလောက်တာလည်းမသိဘူးဆိုရင်မြန်မာလူကြီးအင်မထိုရဲထိုင်ကြီးကပစ္စည်းပြည့်နေဆိုတော့ပစ္စည်းကိုဟိုချဒီချဟိုပြစ်ဒီပြစ်လုံနေပါတယ်အဲ့ပစ္စည်းကဘာကြောင့်ပြစ်နေလဲမသိရတဲ့ကျွန်တော်နဲ့ပစ္စည်းထားပြစ်ချလိုက်ပါထားပြစ်ချရတော့ပစ္စည်းပြစ်ကြအောင်ပြုတ်ကြသွားပါတယ်အဲ့နဲ့အပေါ်တက်တော့မယ်ဆိုတော့အပေါ်တက်ဖို့လုပ်ပါအပေါ်တက်တော့လဲရေနဲ့တက်ရင်ကောင်းမလားဘလော့ထောင်တက်ရင်ကောင်းဘလော့ပဲထောင်တက်ပါတယ်ဘာလို့ဆိုရေနဲ့တက်ရင်ကျအဆင်မပြေမှာဆိုလို့ပါအဲ့နဲ့ဘလော့လဲထောင်တက်ရော
ဘလော့ထောင်တက်တာဘလော့ကမှားနေပါတယ်နေကအဲ့ဒါပြုတ်ကြသွားပါတယ်တယောက်ကတော့အဲ့ဒါဘလော့ထထောင်တက်ပါတယ်ဘလော့ထောင်တက်ရင်ကနေပြီးကျွန်တော်မြန်မာလိုရေထဲမှာရေနစ်နေပါတယ်ကျွန်တော် FK ွားလို့ဖြစ်ပြန်လို့လာအပေါ်အောက်ပြကြနေပါပြီအဲ့ဒါရေကနေအပေါ်ပြန်တက်တယ်ပြန်တက်ပြီးတော့အဲ့အပေါက်ကိုလိုက်ရှာရတယ်အပေါက်ကနေအပေါ်တက်ဖို့လုပ်ပါတယ်အပေါ်တက်ဖို့ကြာအပေါက်ကဟိုဘက်ရောက်နေတဲ့အတွက်ဒါဘာမဆိုင်ညာမဆိုင်အဲ့အရာကြီးထထုတ်ပြီးတော့ထအိပ်ပလိုက်ပါတယ်ဘာအပေါ်တက်လိုက်ရင်ဟုတ်တာနေဘူးဘာလို့အဲ့အရာကြီးထအိပ်လိုက်လဲမသိပါဘူးညမိုးချုပ်ပြန်ပေါ်လဲတက်လို့ရတဲ့ဟာကိုအဲ့ဒါအဲ့အရာကြီးကိုထအိပ်ပလိုက်ပါထအိပ်ပလိုက်ကျွန်းတငယ်ကြီးအဲ့ဒါထိုင်ဆောင်နေပါတယ်အဲ့ဒါအဲ့ရလဲနိုးလာချင်းချင်းအဲ့ရထဖြတ်ရလိုက်ပါတယ်အခုကတော့ day 5ကြီးပဲဖြစ်ပါတယ် day 5မှာတော့ကျွန်တော်တို့စတင်လုံးမဲ့ကိုကတော့ဒီကိုကြီးတဲ့ဘာမှမရှိရဲ့ကိုကြီးတဲ့ထွက်ဖို့ဖြစ်ပါတယ်အဲ့ဒါကိုကြီးတဲ့ထွက်ဖို့လုပ်ရင်ပြုတ်ကြလိုက်ပြန်တက်လိုက်ပြုတ်ကြလိုက်ပြန်တက်လိုက်ဖြစ်နေပါတယ်အဲ့ဒါကိုပေါ်စတင်တက်ပါပြီပထမဆုံးမှာတော့ဘလော့12ခုရှိရတဲ့အတွက်အနီအောင်ဘလော့12ခုနဲ့တက်ပြီးမလောက်ပါဘူးနောက်တော့ထပ်ထုတ်လိုက်ပါထပ်ထုတ်လိုက်တာကတော့ကြောက်တုံး9ခုပါကြောက်တုံး9ခုနဲ့ဆက်တက်ပါတယ်မလောက်ပါဘူးမလောက်တဲ့တော့ထပ်ထုတ်လိုက်တာကတော့ခု15ခုပဲဖြစ်ဖြစ်15ခုမဟုတ်ပါဘူး73ခုပါ73ခုထပ်တက်ပါတယ်လောက်လားဆိုမလောက်ပါဘူးမလောက်တဲ့တော့ဘေနာဘလော့ဖြတ်လိုက်ပါတယ်ဖြတ်ဘေနာဘလော့နဲ့ပဲခုန်တက်လိုက်ပါတယ်အဲ့ဒါရောက်သွားပါအဲ့ဒါဘလော့တစ်ခုလောက်ဖြတ်ယူရမယ်ဆိုဖြတ်ယူရလိုက်ပါတယ်ပါမပါတော့မသိပါဘူးအဲ့ဒါဝန်တားထိတ်တာတကောင်တွေ့လို့ရှော့ခဲ့လိုက်ပါအဲ့ဒါကျွန်တော်မြင်းကိုစီးပြီးမြန်မာလူကြီးထိုင်နေပါတယ်အဲ့ဒါနဲ့မြင်းကလည်းစီးလို့လည်းမရပါလားဆိုပြီးအရန်နဲ့လာသွားပြီးမြင်းကမှရှော့ခဲ့လိုက်ပါနဲ့အဲ့ကျွန်တော်အရှိကိုဆက်သွားရင်းကနေပြီးတော့ကျွန်တော်အိမ်မေ့သွားပြန်ပါတယ်နေအိမ်ကဘယ်ဘက်ချမ်းမှလေးဆိုဟိုဘက်ဒီဘက်ပြန်ကြည့်ပါပြန်ကြည့်ရင်ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်ကြည့်ပြီးတော့ဂေါတငယ်ကြီးထားထုတ်လာပါတယ်အဲ့ကျွန်တော်အရှိကိုဆက်သွားပါတယ်ဆက်သွားရင်းကနေပြီးတော့အိမ်ကျော်သွားတာအိမ်ကျော်သွားပါတယ်အိမ်ကဟိုဘက်ချမ်းမှဖြစ်ပြီးဒီဘက်ချမ်းကြီးလျှောက်သွားနေပါတယ်အဲ့နဲ့အိမ်ကိုဆက်သွားကြပါတယ်ကောတနေ့ကကြော်သွားတယ်ကြောင်တောင်ဖြစ်သွားပါကြောင်တောင်ဖြစ်ပြီးရေးထောက်ကူပုံပါတယ်မြန်မာလူကြီးရှေ့ဆက်သွားရင်တော့အိမ်ရောက်နေပြီဟာဘာလို့ရေးထောက်ကူလဲမသိပါဘူးအဲ့နဲ့ရေးထောက်ကူပြီးတော့အရှိကိုဆက်သွားပါတယ်လမ်းလျှောက်သွားရင်တော့ပူမြန်ပါတယ်ဒါပေမဲ့ဘာလို့ရေးထောက်ကူမှမသိဘူးမသိရပါအဲ့နဲ့ရေးထောက်ကူပြီးတော့ဘာမှမစီမဆိုင်ရေးကူပြီးအိမ်ကိုလည်းရောက်သွားပါတယ်အိမ်ကိုဆက်သွားရင်လည်းကော်ဘာကိုတွေ့ရအောင်ကော်ဘာတော့မမြင်တော့ပါဘူးအဲ့နဲ့အိမ်ကိုဆက်သွားရင်လည်းအိမ်တွေ့ပြီဆိုပြီးထားခုံချလိုက်ပါတယ်မစောအောင်တမဲပါပဲအဲ့တော့အိမ်ထဲဝင်စီးပါထားလိုက်ပါစီးပါထားရကျွန်တော်စမ်းကျင်နေရကော်ပါကော်လန်လေးကိုလှုပ်ဖို့စဉ်းစားလိုက်ပါတယ်အဲ့နဲ့ကော်ပါကော်လန်လှုပ်ဖို့ကြတော့ကော်ပါတွေလိုအပ်တယ်ဆိုပြီးကော်ပါကိုကြာကော်ပါတတုံးမှမရှိရပါ2တုံးလေးတယ်ပါ2တုံးလေးနဲ့လှုပ်ပါမဖြစ်နိုင်ပါဘူးကော်ပါ9တုံး10တုံးလောက်လိုအပ်တဲ့အတွက်ကော်ပါရှိလာဆိုလိုက်မိပါအဲ့နဲ့ကော်ပါရှိရဆိုကျွန်တော်ကော်ပါကော်လန်လှုပ်ဖို့ဆိုကျွန်တော်စတင်လှုပ်ပါတယ်ကော်ပါ2တုံးရပါ2တုံးရနဲ့ကော်ပါ2တုံးနဲ့ကော်လန်တစ်ခုလှုပ်လိုက်ကော်လန်2ခုလှုပ်လိုက်ပါတယ်ကော်လန်2ခုလှုပ်ဖို့အတွက်ကော်ပါကို2တုံးလှုပ်လိုက်ပါတယ်အရင်ဆုံးကော်ပါ2တုံးလေးလှုပ်ပြီးတော့ကော်လန်2ခုလှုပ်ဖို့ဆိုပြီးတော့ပန်ကင်2ခုနဲ့စတင်ဆန်းပါတယ်ပထမကော်လန်ဒုတိယကော်လန်ထုတ်လိုက်ပါတယ်ကျွန်တော်အဲ့မှာအကြောကျွန်တော်ကကော်ပါကော်လန်တွေပစ္စည်းကိုပြချပေးရင်တိန်းနေဆိုပြီးမြန်မာလူကြီးတောသားကွက်တွေတုံးနေပါတယ်အဲ့ဒါတောသားမဟုတ်ပဲမျိုးသားလုပ်မယ်ဆိုပြီးပစ္စည်းကိုသူ့ချက်တွေပြန်ထည့်ပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်ကော်ပါကော်လန်3ခုနီးမြန်မာလူကြီးတည်သွားပါတယ်ဒါပေမဲ့ကော်ပါကော်လန်အချက်တစ်ခုကကြာဘာလဲဆိုတော့ထင်တာကော်ပါကော်လန်တစ်ကောင်ထားပါအစီတစ်ခုထည့်လိုက်ဆိုနောက်တစ်ခုမှကျတော့နောက်ထပ်ပစ္စည်းတစ်ခုမှားထည့်ရထင်ရလို့ကော်ပါ2ကောင်မယ်ပစ္စည်းတွေပဲရှုပ်ချက်ခန့်နေရလားလို့ထင်လိုက်ပါတယ်အဲ့နဲ့ဘာမဆိုင်ညာမဆိုင်ချက်တွေထပ်ဖန်တီးပေးလိုက်ပါချက်ကပိုးလွှဲပါဆိုသူတို့ပစ္စည်းတစ်ခုကိုတနေရာမှာပဲထည့်နေတော့ပါဘာကြောင့်လဲတော့မသိပါဘူးချက်တွေဖန်တီးပါတယ်ချက်တွေအများကြီးလည်းဖန်တီးလိုက်ပါတယ်ပြီးတော့တက်သားအများကြီးပဲဖန်တီးပြီးတော့ချက်တွေဖန်တီးလိုက်ပါတယ်ချက်တွေဖန်တီးပါဖန်တီးညာဖန်တီးလေးလုပ်ပြီးပါပစ္စည်းအကုန်လုံးသူတို့တင်းစီဖို့တည်းထည့်ပေးထားလိုက်ပါတယ်အဲ့ဒါရဲ့နောက်ပိုင်းမှာတော့ပစ္စည်းအကုန်လုံးကိုတခြားလဲတင်းပြီးတော့နောက်စားတွေပဲစားတယ်ကျွန်တော်မြန်မာလိုတူးချက်တွေကိုဖြတ်ပလိုက်ပါတယ်ဖြတ်လိုက်ရဘာလို့ဆိုတော့နေရပြန်ချဖို့အဲ့ချက်တစ်ခုမှားယူပြီးပါလို့ပြချလိုက်ပါတယ်အဲ့နဲ့ပြချလိုက်ပါတယ်အဲ့နဲ့အဲ့ချက်အကြီးမှာပစ္စည်းအကုန်ထည့်ထားလိုက်ပါတယ်သူတို့တင်းပြီးဖို့ပါအဲ့နဲ့ပစ္စည်းတွေလည်းအကုန်လည်းရတော့ကျွန်တော်ဟိုဘက်ချမ်းကိုဆက်သွားတယ်ဘာညက်တဲ့နက်ကလုပ်တယ်ဘာလောက်ကြမရှိလို့ဟိုချက်တွေကိုဖွင့်လိုက်ပိတ်လိုက်ထိုင်းလို့နေပါဖွင့်လိုက်ပိတ်လိုက်လောက်တာနေပြီးတော့ day 10ကူတော့ပါမယ် day 5ရဲ့ပြီးတော့ပါမယ်အဲ့ day 5ပြီးတော့မယ် day 5ရဲ့နောက်ဆုံးဖြစ်တယ်ညရောက်လာပါပြီညရောက်လာပြီဆိုတော့ကျွန်တော်တို့ကော်ပါကော်လန်တွေကိုနေရာချပစ္စည်းတွေတင်ခိုင်းနေပါတယ်ပစ္စည်းတင်တာလဲကော်ပါကော်လန်နဲ့မြန်မာလိုကြီးပါဘာလို့ချက်ကြီးတစ်ခုထားတာကိုဘလော်လေးတစ်ခုပဲထည့်ထားလို့ပါမစင်းစားယူကချက်ကြီးတစ်ခုဖန်တီးကြပြီဘလော်လေးတစ်ခုလေဖမထိုင်နေဟာကြီး
အဲ့နဲ့ကော်ဘာကော်လန်ကိုဘာကြီးကြောင်နေရလဲဆိုပြီးကျွန်တော်စဉ်းစားလိုက်ပါတယ်အဲ့နဲ့ကော်ဘာကော်လန် experience နေစတင်လုပ်ပါတယ်ဘာလို့တို့ကပစ္စည်းတစ်ခုထည့်တာပစ္စည်းတစ်မျိုးပဲသုံးတာဆိုပစ္စည်း share ဆန်းကြည့်ပါတယ်မျိုးစုံဆန်းနေတို့ကမျိုးစုံကိုကလိနေရပါဘာလဲဆိုတော့တစ်ခုမှမမှန်တို့ထည့်ရဟာတွေကအဲ့နဲ့ကော်ဘာကော်လန်ကလည်း restaurant လောက်အသုံးဝင်ဦးဖြစ်နေပါတယ်အဲ့နဲ့ကော်ဘာကော်လန်နဲ့ခေါင်းချောက်နေတဲ့အချိန်မှာတော့ညာမိုးချုပ်သွားပါတယ်ညာမိုးချုပ်ကကော်ဘာကော်လန်နဲ့နောက်မှခေါင်းချောက်တော်မယ်ဆိုပြီးကျွန်တော်အိယာချပြီးအိတ်တော့ဖို့စဉ်းစားလိုက်ပါတယ်ကျွန်တော် day 5ရဲ့နောက်ဆုံး9မိနစ်ဖြစ်ပါတယ်နောက်ဆုံး9မိနစ်မကပါဘူး10မိနစ်လောက်ပဲရှိ day 5ရဲ့နောက်ဆုံး10မိနစ်ပါကျွန်တော်အိတ်ဖို့စဉ်းစားလိုက်ပါတယ်ညာမိုးချုပ်ရဲ့အဲ့နဲ့မြန်မာလူကြီးမိခင်မှာစတုံးနေထက်ယူလိုက်ပါတယ်ဘာလို့ဆိုတော့မသိပါဘူးအဲ့နဲ့ကျွန်တော်ချက်တွေဆက်ထားရတယ်စတုံးနေထက်ကားတယ်ချက်တွေအများကြီးထပ်ထားပါတယ်ချက်တွေလည်းထားပြီးတော့ကျွန်တော်အိတ်တော့ပဲဆိုပြီးတော့အိတ်ရကိုထုတ်လိုက်ပါတယ် day 5ကတော့ပြီးဆုံးသွားပါပြီကျွန်တော်နောက်ပိုင်းဗီဒီယိုကြီးကြည့်ချင်ပါကကျွန်တော် channel ကို like and subscribe လုပ်ပေးသွားပါအဲ့ဆိုပို့ပြီး channel ကို support ပေးပါတယ်ပြီးတော့ဗီဒီယိုလည်းပိုမြင်မြန်စေပါတယ်အားလုံးကျေးဇူးတင်ပါတယ်